ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝညာနာခွင့်လွတ်တယ်ဆိုတာ forgiveness လူတစ်ယောက်ကိုခွင့်လွတ်လိုက်တယ်ဆိုတာသူ့ရဲ့အပြုအမူတွေကိုသိခံတာသူ့လုပ်ခဲ့တဲ့လုပ်ရက်တွေကိုပြေပုံးကားချလိုက်တာသူ့ရဲ့အမှားတွေကိုမေးပြလိုက်တာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုထိခိုက်စေနိုင်တဲ့ negative energy တွေကိုရိုးရှင်းစွာလွတ်ချလိုက်တာပါကိုဘောမကောင်းခဲ့ဘူးတဲ့လူတစ်ယောက်ရဲ့အဖြစ်တွေကြောင့်ကို့မှာစိတ်ထိခိုက်ရဒေါသထွက်ရတာတွေခံစားရတာကပုံမှန်သဘာဝတုံ့ပြန်မှုဖြစ်ပါတယ်ဒါပေမဲ့မကျေနပ်ချက်အာဃာတတွေကိုစုပ်ကိုင်ထားတာကကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုကိုရှာဖွေဖို့အတွက်အထောက်အကူမဖြစ်နိုင်ပါဘူးခွင့်မလွတ်နိုင်ခြင်းကြောင့်ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်ဒေါသထွက်တာစိတ်ပြက်တာနာကျည်းတာစတဲ့ခံစားချက်တွေကကိုယ်စီကစွမ်းရည် energy တွေကိုရယူပြီးရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်လာစေနိုင်ပါတယ်အဲ့ဒီအခါ poor heart health နှလုံးကျန်းမာရေးမကောင်းခြင်း depression စိတ်တက်ကြခြင်း anxiety ပူပင်တော့ကဖြစ်ခြင်းစတဲ့ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်လေ့လာတွေ့ရှိချက်တွေအရခွင့်လွှတ်မှုကိုပိုကျင့်သုံးလေးရှိတဲ့အသက်အရွယ်အမျိုးမျိုးမှာရှိတဲ့အရွယ်ရောက်ပြီးတဲ့သူတွေဟာစိတ်ဖိစီးမှုနည်းပြီးစိတ်ကျန်းမာရေးဆိုင်ရာပြဿနာမှုနည်းပါးတာကိုတွေ့ရပါတယ်ခွင့်လွှတ်လာနိုင်တဲ့အခါခွင့်လွှတ်ခြင်းဆိုတာကိုခွင့်လွှတ်လိုက်တဲ့သူဟာအကျိုးပြုတာမဟုတ်ပါဘူးတကယ်တော့ကိုယ့်အတွက်ပိုပြီးအကျိုးပြုနိုင်ပါတယ်သူတစ်ပါးကိုခွင့်လွှတ်ဖို့လိုသလိုကိုခွင့်လွှတ်ခြင်းကလည်းမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါကိုခွင့်လွှတ်လာနိုင်ပြီဆိုရင်ကိုအမားကိုတောင်းပန်တက်လာတယ်မာတာကိုပြုပြင်ဖို့ကြိုးစားတယ်ကိုရဲ့အမှုအကျင့်ကိုပြောင်းလဲဖို့ကတိပြုတယ်ပုံမငြိမ်းချမ်းတဲ့စိတ်စီကိုလှမ်းလျှောက်နေတဲ့ခြေလမ်းတွေမှာကိုယူနာထားပြီးအတိတ်ကိုစွန့်လွတ်ခြင်းတွေကလှူဆောင်နိုင်လာပါတယ်သူ့အမားကိုခွင့်လွတ်နိုင်လာပြီဆိုရင်သူ့ကိုယူနာနဲ့စာနာနာနဲ့ပြီးနိုင်လာတယ်အရှင်လုံးတနှုံနဲ့ဒေါသထွက်မနေတော့ဘူးအဆိုးမြင်စိတ်တွေကိုစွန့်လွတ်နိုင်လာတယ်မုန်းတီးမှုအပိုင်းအစတွေကိုစိတ်ထဲကတစ်စက်မှမကြံထုတ်ပြစ်နိုင်သွားတယ်ခွင့်လွတ်ခြင်းဆိုတာကျင့်သုံးမှုဆိုတာခက်ခဲနိုင်ပေမဲ့စိတ်ရောကိုယ်ပါကျန်းမာမှုအတွက်မရှိမဖြစ်လိုအပ်နေတဲ့စိတ်ရဲ့အရေးသွေးတစ်ရက်ပါခွင့်လွတ်ခြင်းဆိုတာနာကျည်းမှုမကောင်းမြင်မှုမှန်သမျှကိုစွန့်လွတ်ပြီးနားလည်မှုနဲ့ကိဝနာခံစားချက်တွေကိုလက်ကင်ထားတာပဲဖြစ်ပါတယ်။ဒီကြတာကညာနာတို့တွေခွင့်လွတ်ခြင်းကိုအမြဲတမ်းလွယ်လုပ်နိုင်တာနေတာမဟုတ်ကြပါဘူး။ခွင့်လွတ်ဖို့ဆိုတာခွင့်လွတ်ပါတယ်လို့ရိုးရှင်းပြောရုံနဲ့မရပါဘူး။ရှည်လျားပြီးခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တစ်ခုကိုဖျက်ဆီးရတာဖြစ်ပါတယ်။ခွင့်လွတ်ခြင်းမှာတနာကျင်နာမှုနဲ့စာနာမှုတွေပါဝင်ပါတယ်။ကိုယ့်ရဲ့အနာဂတ်နဲ့လည်းသက်ဆိုင်ပါတယ်။မုန်းတီးမှုဆိုတာဝင်တော့ဝင်ဖို့တစ်ခုလိုပါပဲ။ကိုယ့်ရဲ့ဘဝခရီးတစ်လျှောက်မှာတည်ဆောင်လာရတဲ့အခါအလွန်လေးလံပင်ပန်းရပါတယ်။ကြောပေါ်ကိုထမ်းပိုးထားသလိုအမုန်းဝင်ထုတ်တွေကိုလွှတ်ချလိုက်တဲ့အခါထူးထူးခြားခြားလွတ်လပ်ပေါ်ပွားသွားရပါလိမ့်မယ်။အတိတ်ကအမှားတွေကိုခွင့်မလွတ်နိုင်တဲ့အခါတလဲပြန်တွေးနေတော့တာဖြစ်ခဲ့တာတွေကိုပြန်လဲပြင်ဆင်နိုင်မှာမဟုတ်တဲ့ပြင်ကိုပြည့်တည်ရင်နောင်တတွေနဲ့နေမွန်းသွားစေနိုင်ပါတယ်။ခွင့်လွတ်လိုက်တဲ့အခါနာကျင်စရာအခြေအနေတွေကနေရုန်းထလာနိုင်တဲ့အပြင်လူတစ်ယောက်ပေါ်မုန်းတီးနာကျင်ခံစားရတဲ့ဝင်ပိုးကနေလွတ်မြောက်လာမှာဖြစ်ပါတယ်။စိတ်ခွန်အားကြီးသူရဲ့အရေးချင်းခွင့်လွတ်လိုက်တယ်ဆိုတာသူ့အလို့ရဲ့ကိုမမားဘူးဆိုတဲ့သဘောမျိုးမဟုတ်ပါဘူး။သူ့ရဲ့အမားတွေကိုမမားခဲ့ဘူးသလိုမေးပြောက်ပြစ်လိုက်တာမျိုးလည်းမဟုတ်ပါဘူး။သူ့ကိုအရင်အတိုင်းပြန်လက်ခံလဲဆိုတဲ့သဘောမျိုးလည်းမဟုတ်ပါဘူး။ငါဟာခွင့်လွတ်နိုင်တဲ့သူဆိုပြီးကိုပရောက်ဖြစ်ဂုဏ်ယူနေဘူးလည်းမဟုတ်ပါဘူး။ခွင့်လွတ်တယ်ဆိုတာကိုချီနှောင်ထားတဲ့အမုန်းတရားပဏိက
နောင်ကျူးတွေကိုကိုယ်တိုင်ဖြတ်တောက်လိုက်တာပါခွင့်လွတ်တယ်ဆိုတာကိုယ်နောက်ကျောမှာစိုက်ဝင်နေတဲ့ဓာတ်ကိုကိုယ်တိုင်နှုတ်လိုက်နိုင်တာပါခွင့်လွတ်တယ်ဆိုတာကိုယ်တန်ရာကိုကြအောင်ပြန်စေကူးလိုက်တာပါခွင့်လွတ်တယ်ဆိုတာပြဿနာတွေကိုအသေးဖို့ခြင်းတော့တာစိတ်အေးလက်အေးနေပြီးပိုကောင်းတဲ့အရာတွေကိုပဲရွေးချယ်လိုက်တာမျိုးခွင့်လွတ်တယ်ဆိုတာကိုလှုပ်ရှားရှိတာတွေကိုစိတ်ဖြောင်းဖြောင်းနဲ့စိတ်ရင်းရင်းနဲ့လှုပ်ဆောင်နိုင်ဖို့မလိုလားအပ်တဲ့အထုံးအဖွဲတွေကိုစိတ်ရှိလက်ရှိဖြီးလျှောပြီးအတိတ်ကအမိုက်လို့ဖြီးရက်တွေကိုပြစ်ချခဲ့လိုက်တာမျိုးပဲဖြစ်ပါတယ်မဟာကန်ဒါမာကန်ဒီကပြောခဲ့ဘူးတဲ့စကားလိုပါပဲအားနေတဲ့သူကဘယ်တော့မှခွင့်မလွတ်နိုင်ပါဘူးခွင့်လွတ်တယ်ဆိုတာစိတ်ခွန်အားကြီးတဲ့သူရဲ့ပင်ကိုယ်ရည်ချင်းတည်းဖြစ်ပါတယ်စိတ်ခွန်အားကြီးဖို့ရာ practice forgiveness ခွင့်လွတ်ခြင်းကိုအလေးအကျင့်ပြုလုပ်ဖို့လိုအပ်တာဖြစ်ပါတယ်ခွင့်လွတ်နိုင်တဲ့အခါကိုယ့်ရဲ့စိတ်နှလုံးကအရင်ကတည်းကပို့ပြီးပေါ်ပါလန်းဆက်လာမှအတိအကျပါပဲ